ကျန်းတန်းသောအမျိုးသမီးတွေမာကျောသောအမျိုးသမီးတွေမဖြစ်ဘဲနဲ့ကိုယ်အိမ်ကိုမိသားစုတိဆောက်ဖို့အတွက်ဆိုရင်ပျော့ပြောင်းသောသူတွေဖြစ်ဖို့လိုတယ်အလျှော့ပေးသောသူတွေဖြစ်ဖို့လိုတယ်ဟာလေလုယာဟာလေလုယာလောလောဆယ်အခြေအနေကိုပဲမကြည့်ဘဲနဲ့ရလာမဲ့ရလက်ကိုမြင်တတ်သောမျိုးသမီးများဖြစ်ဖို့ဘုရားကောင်းချီးပေးပါစေအခုခဏတော့သင်ကအလျှော့ပေးလိုက်ရတယ်အခုခဏတော့သင်ကပေးဆက်လိုက်ရတယ်သားသမီးတွေအတွက်သင်ကအိမ်ရေးမဝဘူးသားသမီးတွေအတွက်သင်ကနာကျင်ရတယ်ပေးဆက်ရတယ်သို့တော်လည်းပဲရလာမဲ့အသီးပွင့်ကိုမြင်တတ်တယ်ဆိုရင်ပေးဆက်ရတဲ့ကာလဟာအင်မတန်မှလှပတာဖြစ်တယ်ဟာလေလုယာအသင်းတော်လို့ပြောတဲ့အခါမှာလည်းမိသားစုတွေနဲ့ဖွဲ့စည်းထားတာပဲเนาะအသင်းတော်ဆိုတာအဆောက်အဦမဟုတ်ဘူးအသင်းတော်ဆိုတာဒီကင်မရာတွေမဟုတ်ဘူးအသင်းတော်ဆိုတာအဲကွန်တွေမဟုတ်ဘူးအသင်းတော်ဆိုတာကျမတို့တွေဖြစ်တယ်တနည်းအားဖြင့်အသင်းတော်ဆိုတာကျမတို့မိသားစုတွေဖြစ်တယ်ဆိုတော့မိသားစုတစုကျမ်းမာလာပြီဆိုရင်မိသားစုတစုညီညွတ်လာပြီဆိုရင်အဲ့ဒါအသင်းတော်ရဲ့ညီညွတ်ခြင်းအသင်းတော်ရဲ့ကျမ်းမာခြင်းဖြစ်တယ်ဟာလေလုယာအဲကြောင့်သင်အိမ်ထောင်ကိုသင်တည်ဆောက်ခြင်းဟာအသင်းတော်ကိုတည်ဆောက်နေခြင်းဖြစ်တယ်နော်ပိုမပြောရမယ်ဆိုရင်နော်တင်အသင်းတော်တစ်ခုလုံးလှပစေခြင်းနဲ့အသင်းတော်တစ်ခုလုံးကျမ်းမာစေခြင်းနဲ့ဆိုရင်တင်မိသားစုကနေအစာပြုရမှာဖြစ်တယ်ဟာလေလုယာနားမရှိလို့ပြောမအောင်သင်းတော်အတွက်တင်မိသားစုကအရင်ရေးကြည့်တယ်လို့ပြောပါအောင်ဟာတခါတည်းလင်မယားနဲ့အိမ်မှာတက်ဖြတ်ပြီးတော့မှနော်မကောင်းတဲ့လို့ဖျားချောင်းလာတယ်ယောက်ျားကဟိုဘက်မှာထိုင်မိန်းမကဒီဘက်မှာထိုင်ကျန်တဲ့လူတွေပါကူးဆက်တယ်အမလီသူတို့လင်မယားရံဖြစ်လာတယ်ထင်တယ်နော်ဒုက္ခပဲနော်ကိုတွေပါတခါတည်းမျက်နှာတွေပါပြောင်းနော်ဟီဟာမလို့ရဲတော့ဘူးအမလီနော်ခက်လန့်လန့်လေးနေရတယ်ဆိုတော့မိသားစုတစုကိုတိဆောက်နေခြင်းဟာအသင်းတော်တနည်းအားဖြင့်တိုင်းနိုင်ငံဒီအကျိုးသက်ရောက်မှုရှိတာဖြစ်တယ်ဒါကြောင့်ဒီလိုမျိုးအကျယ်ကနေပြီးတော့တဖြည်းဖြည်းပြန်အချင်းကိုပြန်ယူရမယ်ဆိုရင်တိုင်းနိုင်ငံတွေပြက်စီးဖို့အသင်းတော်တွေပြက်စီးဖို့မိသားစုကိုဖြိုခွဲခြင်းကနေစာတန်ကအလုပ်လုပ်တယ်နော်ဒါကြောင့်ကျွန်တော်တို့အိမ်ထောင်တွေချစ်ရနဲ့ခဏဘာလို့အစင်မပြေဖြစ်ကြတာလဲဘာလို့သဘောထားခြင်းမတိုက်ဆိုင်ကြတာလဲဘာမဟုတ်တဲ့အကြောင်းအရာလေးတစ်ခုကြောင့်တော့လုံးဝကွဲတဲ့ပြဲတဲ့ဒီဖြစ်ကြလဲဆိုတော့တရခန့်ရှိတယ်အဲ့ဒါကစာတန်ဖြစ်တယ်နော်နားလည်နိုင်ဖို့ဘုရားကောင်းချီးပေးပါစေစာတန်ကတင်တာတင်မိသားစုကိုအယမ်းစိတ်မဝင်စားတာစာတန်ကတင်မိသားစုကိုအယမ်းစိတ်ဝင်စားတယ်နော်ဆိုတော့စာတန်ဒီတခါတည်းဂျိုနဲ့မလာဘူးနော်တင်းရဲ့မိသားစုဝင်ထဲမှာပဲညင်တာကလေးနဲ့သဘောထားကွဲလွဲခြင်းနဲ့နော်တယောက်နဲ့တယောက်ခွင့်မလွတ်ခြင်းနဲ့ခါတီသောဝိညာဉ်တွေနဲ့နော်မိဘကသားသမီးကိုနားမလဲသားသမီးကမိဘကိုနားမလဲဒီလိုမျိုးဖြိုခွဲခြင်းတွေအဖြစ်မိသားစုကိုဖြိုခွဲနိုင်ပြီဆိုရင်အသင်းတော်တွေဖြိုခွဲပြီးသားဖြစ်တယ်အသင်းတော်ဖြိုခွဲပြီဆိုရင်တိုင်းနိုင်ငံဟာဘယ်တော့မှမကျန်းမာနိုင်တော့ဘူးဒါကြောင့်ကျွန်တော်တို့ကတိုင်းပြည်တွဲဆိုရင်အရန်ကြီးတယ်လေနော်ကျွန်တော်တို့မလုံနိုင်ဘူးဒါပေမဲ့ပြန်ပြီးတော့ zoom in လုပ်ပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့မိသားစုနေ့စဉ်ကျွန်တော်တို့အတွင်းထဲမှာတည်ဆောက်နေတဲ့အရာဟာတင်မသိလိုက်တဲ့ချိန်မှာသူ့ရဲ့အကျိုးကျေးဇူးကအင်မတန်ကြီးတယ်ဟာလေလုယာဟာလေလုယာဒါကြောင့်စနီးတဲ့နဲ့ကေမွန်တဲ့ကြားထဲမှာအစင်မပြေမှုတစ်ခုခုရှိလာပြီဆိုတော့ဝုန်းတိုင်းကျဲပြီးတော့တော်ပြီဒီယောက်ျားမပေါင်းတော့ဘူးကွဲမယ်နော်သားသမီးတွေမျက်နှာရှိလို့တာပါညာဆိုပြီးတော့အနှုတ်လက္ခဏာဘက်ကနေချက်ချင်းမသွားဘဲနဲ့ဟေးဒါကတော့ရန်သူတော့ရှိနေပြီနော်တင်တို့ကအသွေးသားရှိတော်သူတွေနဲ့ဆိုင်ပြိုင်တိုက်လန်ရတာမဟုတ်ဘူးတဲ့နော်တင်းရဲ့ရန်သူဟာအသွေးသားရှိတော်သူမဟုတ်ဘူးဒါကြောင့်ကိုယောက်ျားကိုပဲရန်သူလို့မမြင်နဲ့နော်ယောက်ျားကအသွေးသားရှိတယ်နော်ကိုရဲ့အိမ်နီးနားချင်းကိုပဲရန်သူလို့မမြင်နဲ့တင်းရဲ့တစ်ဖက်မှာပြိုကွဲခြင်းကိုလှုပ်ဆောင်နေတဲ့စာတန်ကိုမြင်တတ်ဖို့ရန်အတွက်အရန်ရေးကြည့်တယ်တင်းရဲ့မိသားစုဟာစာတန်ကိုနိုင်သောမိသားစုဖြစ်ဖို့ဘုရားကောင်းချီးပေးပါစေ